ဒီလေးမြုံပရိသတ်ကြီးမင်္ဂလာပါရှင်ဒီတစ်ပတ်ကြည်နူးလွင်လွင်သောတာစင်ကဏ္ဍအတွက်အင်ရှာအောက်လာအရှင်မြတ်လူတော်ဖြစ်လို့အမည်ရတဲ့ကဘာကျော်အစ္စလမ်ဓမ္မတန်စင်တိတပုတ်ကိုတင်ဆက်ပေးပါမယ်ဒီသချင်းကိုမတင်ဆက်မီအနေငယ်ချင်းပြစရာရှိပါတယ်သောတာရှင်များရှင်တေးသချင်းတွေတီးဆိုပြီးအပျော်တူးနေကြတာကိုအစ္စလမ်ဘာသာတော်ကပြင်းထန်စွာတားမြစ်ထားရဆိုပေမဲ့မြင့်မြတ်တဲ့လူသားတွေကလွယ်ပြီးလူသားအလုံးဟာဂီတကိုခုံပြီးနှိမ့်ဆိုင်ကြတဲ့ဘဝဖြစ်ကြလို့ဂီတဟာကဘာကြီးရဲ့လူဒန်းစားအလွှာဆုံးနားလည်နိုင်တဲ့ဘုံဘာသာစကားရဲ့လို့အမွှန်းတင်စားပြောဆိုလာတဲ့ခေတ်မှာအမှုပညာကိုကျင့်ကြံတဲ့မွတ်စလင်တွေဟာလည်းကောင်းရာဘက်ကိုဖိတ်ခေါ်တဲ့စကားလုံးတွေနဲ့တီကုန်းပြီးကစီရာလို့ခေါ်တဲ့အတိမှုတ်တွေလွတ်တဲ့တိကပြာတွေကိုတီကုန်းရေးဆိုပြီးရှိလာကြတယ်လို့အချို့ကတော့ခေတ်နဲ့အပြိုင်တူရိယာတွေအသုံးပြုပြီးတေးသချင်းများလို့သိဆိုလာကြပါတယ်။ဒါတွေဖြစ်ဖြစ်ကျမတို့အလင်းမြတ်ဝန်အနေနဲ့လူငယ်တွေရဲ့နှုတ်ဖျားကနေတနာအညီဟောက်စကားလုံးတွေတူဖက်ရှင်တွဲပြီးသုံးနှုံးနဲ့ဉာဏ်စကားလုံးတွေမကောင်းမှုဘက်ကိုဖိတ်ခေါ်နေတဲ့စကားလုံးတွေအစားအတိတ်ပဲရှိပြီးကောင်းမှုရှိတဲ့စကားလုံးတွေအဖြစ်ပြောင်းလဲသွားစေခြင်းနဲ့ဆန္ဒနဲ့ဒီကဏ္ဍကနေလူငယ်များအကြိုက်ဓမ္မတန်စင်လို့ခေါ်ဆိုရမယ်ဘာသာရေးဆိုင်ရာတေးသချင်းတွေကိုထုံးလွှင့်တင်ဆက်ပေးနေကြခြင်းသာဖြစ်ပါရဲ့ရှင်အခုတင်ဆက်ပေးမယ့်တေးသချင်းကိုကဘာကျော်မွတ်စလင်ဆိုတော်တဦးဖြစ်တဲ့မဟရဇင်ကတီဆိုထားတာဖြစ်ပြီးဘဝရဲ့ခက်ခဲကြက်တဲ့ကြမ်းတမ်းခြင်းတွေကြောင့်အားကိုးရမဲနေပြီလို့ထင်မြင်မိပြီးမိမိတို့ရဲ့ဘဝတွေကိုရေစုံမျောလိုက်ရင်အရှုံးသမားတွေမဖြစ်သွားရစီဖို့မကောင်းမှုတွေကိုကျိုးလွန်မိခဲ့ပြီးဆိုရင်ကိုယ့်ရဲ့အပြစ်တွေကိုခွင့်လွှတ်တတ်တဲ့ရှင်မျက်စီမှာအမြန်ဆုံးဝင်ရှာတောင်းပန်ကြစီဖို့ရှင်မျက်စီမှာသာမိမိတို့ရဲ့လူရင်းတွေကိုတောင်းစုပြုကြဖို့နဲ့အရှားသူတွေစီမှာအားကိုးမှုတွေမပြုကြစေဖို့အတွက်တိုက်တွန်းထားတဲ့အဓိပ္ပာယ်တွေပါဝင်တဲ့တေးသချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ဒီသချင်းကိုဆိုတော်မဟဲစင်ကအာဒီဘာသာစကားအပါဝင်ဘာသာစကားအရှုနဲ့တီဆိုပေးထားတာဖြစ်ပေမဲ့ကျမတို့အနေနဲ့ကတော့အင်္ဂလိပ်ဘာသာစကားဖြင့်တီဆိုချက်နဲ့အဓိပ္ပာယ်တွေကိုသာမြန်မာဘာသာစာတမ်းထုတ်ဖြစ်ထုံးလွှင့်တင်ပြပေးထားတာဖြစ်ပါတယ်။ခွင့်ကသိခဲ့ရင်တော့အခြားဘာသာစကားတွေနဲ့တီဆိုထားတာတွေကိုလည်းထုံးလွှင့်ပေးသွားပါမယ်ရှင်။အားလုံးပဲနားဆင်ပြီးတော့လာရှိမြတ်အလိုတော်နဲ့ဘဝအမောတွေပြပြောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ Show me the way. Every time you feel like you cannot go on, you feel so lost and that you're so alone. All you see is night and darkness all around. You feel so helpless, you can't see which way to go. Don't despair and never lose hope, 'cause Allah is always by your side. Inshallah, 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 you'll find your way. Inshallah, 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 you'll find your way. Every time you commit one more mistake, you feel you can't prepare
trust in Him. Raise your hands and pray. Ooh, yeah, Allah. Guide my steps, don't let me go astray. You're the only one who can show me the way. Show me the way. Show me the way. Show me the way. Inshallah.